ဒီပု္ပ္ပစာတွေဘာလို့အဲ့လောက်ခက်နေရလဲမသိဘူးဒီတစ်ခေါက်စာမပွဲကြရောငါတော့အိမ်ပေါ်ကနေခေါင်းနဲ့ဆင်ရမှာပဲဘာလို့တွေးနေရလဲ ရှင်ကဘာတူလဲဟင် ကိုကလားကိုကဘယ်လိုပြောရမလဲ ဘယ်လိုပြောရမလဲမသိရင်လည်းဘယ်လို့မှမပြောနဲ့တော့ရှင်ဒီမဲ့စာမရလို့တိုင်ပတ်ရကြတယ် ကိုရှင်းပြပေးရမလား ရှင်ကလားရှင်ကဒီเจ้าကမဟုတ်ဘူးထင်တယ်နော်တခါမှမမြင်ဘူးလို့ ကိုကဒီကြောင်းရပဲလေဒါမဲ့အကြောင်းပြီးတာတော့ကြားပြီအခုကလည်းကိုအရင်ဆီယာမရှိလမ်းကြုံလာရင်နဲ့မင်းတို့တွေ့လို့ဝင်လာလိုက်တာ ကျမကိုတွေ့လို့ အော်ဒီလိုပါကိုလာရင်ဒီခန်းနဲ့ကြည့်ပြီးတော့မစ္စာတွင်စိတ်ရှုပ်နေပုံကကိုအာယုံဖမ်းထားလိုက်လို့လေ ရှင်ကမိန်းကလေးပဲမဟုတ်ဘူးလားရှင် ခက်ရကြီးရဲ့ကွာကိုကမိန်းကလေးဖြစ်တာနဲ့ပဲမိန်းကလေးတယောက်ကိုစိတ်ဝင်စားလို့မရတော့ဘူးလား အဲ့လိုသဘောရဲ့တော့ဘယ်ဟုတ်မလဲရှင် အဲ့လိုသဘောမဟုတ်ရင်ဘယ်လိုသဘောလဲပြောပါဦး ဟိုဒီလိုပါကျမတို့တဘောကြတဲ့သူတွေကယောက်ျားလေးတွေပဲရှင်မိန်းကလေးဆိုလို့ရှင်ပထမဆုံးပဲ ဒါဆိုလဲကွာပထမဆုံးဖြစ်တဲ့ကိုပြန်သဘောကျလိုက်ပေါ့ကွာနော် ရှင်အခုမှတွေ့တဲ့လူကြောက်ကိုကျမဘာလို့ပြန်တဘောကြရမလဲရှင် ကိုချက်ချင်းတော့ဘယ်ဟုတ်မလဲမိန်းကလေးရဲ့ကိုကလည်းချက်ချင်းပြန်သဘောကျခိုင်းတာမဟုတ်ပါဘူးဒါနဲ့မိန်းကလေးရဲ့နာမည်က ကျမနာမည်ကရှုပကာခင်ပါရှင်မွေရဲ့ဒေတာကရှမ်းပြည်နယ်ရပါအသက်က24ပါရှင် ကိုကနာမည်ပဲမရလေကွာ ပြီးရင်မေးတော့မယ်ဆိုတာကြိုသိနေလို့ပေါ့ရှင် လူပကာခင်ဆိုတဲ့အတိုင်းပဲမိန်းကလေးကလူပကာကလည်းလှတယ်ခင်မှုကောင်းတာမကချစ်ဖို့ပဲကောင်းနေတော့ကိုမှခက်ရကြီးရဲ့ကွာ ရှင်ကတော့လေဒါနဲ့ရှင်ဆီယမစီလာတာဆိုမတော်ရဘူးလားရှင် ဟုတ်သားပဲကိုမိနေတာ ဖြစ်ရမယ်ရှင်ရဲ့ ဒါဆိုကိုတောင်းမယ်နော်အော်ဒါနဲ့ဖုန်းနံပါတ်လေးပေးအောင်လေကွာ ကျမဖုန်းနံပါတ်ကိုဘယ်သူမှလွယ်လွယ်မပေးတတ်ဘူးရှင်ရှင်လိုချင်နေဆိုတော့ကြိုးစားဖို့ရှင်ရဲ့ ကိုကလည်းလွယ်လွယ်မရတဲ့အရာတွေကိုပဲရယူတတ်တဲ့သူမို့ခင်စောင့်ကြည့်လိုက်ကိုခင်ကိုပိုင်ရအောင်လိုက်ပြမယ် စောင့်ကြည့်ရသေးတာပေါ့ရှင်